ယထာတန်လန်းတွေအောက်မှာကြောက်ခဲတွေကိုဘာကြောင့်အပုံလိုက်ခင်းထားရတာလဲဆိုတာခင်ဗျားတို့သိပါသလားတကယ်တော့ဒါတွေကရိုးရိုးကြောက်ခဲတွေမဟုတ်ပါဘူးယထာလန်းတိဆောက်ပုံရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါဒီကြောက်ခဲအလွှာကိုဘာလက်စ်လို့ခေါ်ပြီးသူကအရေးကြီးတဲ့လှုပ်ဆောင်ချက်တော်တော်များများကိုလှုပ်ဆောင်ပေးပါတယ်အလေးချိန်စီးတဲ့ယထာတစီတန်လန်းပေါ်ကနေဖြတ်မောင်းတဲ့အခါဒီကြောက်ခဲတွေကတုံခါမှုနဲ့ရိုက်ခတ်မှုတွေကိုစုပ်ယူပြီးပါတယ်ပြီးတော့ယထာရဲ့အလေးချိန်ကိုညီးပြင်းပေါ်မှာညီညီညာညာဖြစ်အောင်ခွဲဝေပြီးတန်လန်းတွေနဲ့ဇလီဖားထုံးတွေရွေ့မသွားအောင်ကာကွယ်ပေးပါတယ်အရေးကြီးဆုံးကတော့မိုးရေနဲ့မြေအောက်ရေတွေကိုလှင်းမြင်းမြင်းစီးဆင်းသွားစေပြီးတန်လန်းတွေပျက်စီးမသွားအောင်တားဆီးပေးတာပဲဖြစ်ပါတယ်ဒီကြောက်ခဲတွေသာမရှိရင်ယထာလန်းတွေဟာခဏလေးအတွင်းမှာပဲပျက်စီးသွားနိုင်ပါတယ်ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှကြောက်ခဲတွေကြားထဲမှာဖုံတွေတဲတွေမြီးစီလွာတွေနဲ့တန်မှုန်တွေစုပုံလာတတ်ပါတယ်ဒါကြောင့်ယထာလိုင်းတိုင်းမှာကြောက်ခဲတန်စင်တဲ့စက်ကြီးတွေကိုအသုံးပြုကြပါတယ်ဒါတွေဟာတန်လန်းအောက်ကကြောက်ခဲတွေကိုဓာတ်ရိုက်မျှပြီးတုံခါမှုပြင်းတဲ့စက်ကတွေနဲ့စစ်ထုတ်ပြီးတဲ့အလွန်ကြီးမားတဲ့စက်ကြီးတွေပါတန်ရှင်းတဲ့ကြောက်ခဲတွေကိုအညစ်အကြေးတွေအမိုက်တွေနဲ့တီးခြားခွဲထုတ်ပြီးတန်ဆင်ပြီးသားကြောက်ခဲတွေကိုမူလနေရာမှာပဲပြန်ပြီးခင်းပေးပါတယ်အညစ်အကြေးတွေနဲ့စွန့်ပစ်ပစ္စည်းတွေကိုတော့အမိုက်ပုံးတွေတဲ့စုဆောင်